မင်္ဂလာညချမ်းလေးပါခင်ဗျာယနေ့ညတိဆက်ပေးမဲ့ဇလန်းလေးကတော့စာရေးဆရာလက်ပန်းရေးသားထားတဲ့ကောင်းရာတုကတိလားပါစီနဲ့ဖြစ်ရဲ့စံကျဝတ္ထုတို့များတွေမှာကြံရှိနေတဲ့ဇလန်းပုံများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါဦးခင်ဗျာဇလန်းလေးမစခင်မှာကျွန်တော် channel လေးကို like and subscribe လုပ်ပြီးဘေးနားခေါင်းလောင်းလေးကိုနှိပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာကားလမ်းပေါ်ကပရပတ်ဝန်းကျင်၌အမောင်ရိပ်ကကြီးစိုးနေပြီးအချိန်က9 နာရီခွဲဝန်းကျင်ကတ္တရာလမ်းနှစ်ဘေး၌ကိုချစ်ပေစန်နီကားလေးတစ်စီးသာထိုးနေရာတွင်ရှိလေတယ်။စောင်းတွင်ကာလာလည်းဖြစ်သည်မို့လူသွားလာမှာတော်ပင်ကျဲနေကြပြီ။ကားစရာမနာရွာဘက်ကိုသွားကျင်လို့ရလား။အော်ဟုတ်ကဲ့ရပါတယ်ဗျ။ရုတ်တရက်ကားနှစ်ဘေးမှနေ၍မိန်းမကြီးတယောက်ကကိုချစ်ပေအားပြောလိုက်တော့တယ်။ကြက်တွေထည့်ထားတဲ့ချင်းတောင်း2တောင်းပါတယ်။ဘယ်လောက်ပေးရမလဲ။3000ပဲပေးလိုက်ပါ။ကျွန်တော်ကအခုပဲအိမ်ပြန်တော့မလို့အင်းရတယ်လေ။သူတို့နှစ်ယောက်သဘောတူ၍ကိုချစ်ဖေကထုံမိမကြီးထမချက်ချင်းတောင်းကိုယူ၍ကားပေါ်သို့တင်လိုက်တော့တယ်။ရပြီဗျတွားရအောင်။ထုံမိမကြီးလည်းကားပေါ်ရောက်တဲ့နေ့တစ်ပိုင်းနဲ့ကိုချစ်ဖေလည်းကားကိုဝုန်းနဲ့မောင်းထွက်သွားခဲ့လိုက်တော့တယ်။ကိုချစ်ဖေကားလေးမှာအမောင်တူလေးအတွင်းမှာတရွရွမောင်းနေလာခဲ့တဲ့ကတ္တရာလမ်းမပေါ်၌လေကိုချစ်ဖေကားငယ်လေးစီးမှလာတော့ကားမိအောင်လေးသာလင်းနေတယ်။ကားစရာညာဘက်ကိုချိုးလိုက်။ကိုချစ်ဖေတယောက်လည်းထုံမိမကြီးပြောသည့်တိုင်ကတ္တရာလမ်းမမှနေ၍ညာဘက်ကိုချိုးချလိုက်တော့တဲ့ကိုချစ်ပေမြင်ရတော့အရာကတသားတို့များဖြစ်တက်တလောက်မတလောက်လှုပ်ထားသောတကားငယ်လေးတခုကိုချစ်ပေမိနစ်ပိုင်းများမောင်းနှင်ပြီးတော့ခါနိုင်ကကားစရာရှင်နာလေးဆိုရောက်ပြီခရီးတဲ့မိမကြီးကထိုးထိုးပြောကလက်ညှိုးထိုးကလက်ညွှန်းပြလေကားစရာကိုချစ်ပေလေခေါင်းကိုအသားများညှိ့ပြပြီးထိုးမိမကြီးပြောသောနေရာသို့မောင်းနှင်ပေးလိုက်တော့တဲ့ရောက်ပြီကားစရာကြီးကျေးဇူးတင်လိုက်တာကျမနောက်ကျနေတော့ကားတွေမရှိတော့ဘူးထင်တာရပါတယ်ဗျာကိုချစ်ပေလေထိုမိမကြီးပြောသောစကားများကိုအလိုက်တင်ဖြေချပေးလိုက်တဲ့ထိုခီးတဲ့မိမကြီးက၎င်းပတ်စံအိတ်ကိုဖွင့်၍ကားဆရာကားကပတ်စံ3000အားကိုချစ်ပေထံသို့ထိုးပေးရင်ကျေးဇူးတင်စကားကိုသာပြောလိတဲ့ထိုအခါကိုချစ်ပေကရပါတယ်ဗျာဟုသာပြန်ပြောလိုက်တော့တဲ့ခီးတဲ့မိမကြီးကကားဆရာတတိလေးပါလေးထားပြီးပြန်အောင်ညကမိုးချုံနေပြီဟုတ်ကဲ့ပါဗျာကျေးဇူးတင်ပါတယ်ဘာအကြောင်းကြောင့်ကိုချစ်ဖေကိုတတိလဲထားပြန်ဟုပြောလိုက်ကြောင်းကိုချစ်ဖေနားမလဲပြီသို့တော့ဟုတ်ကဲ့ဟုသာပြောရင်နှုတ်ဆက်ခတ်လိုက်တော့တဲ့ကိုချစ်ဖေကားကလေးဟိုးကနေမောင်းထွက်လာခဲ့ပြီးပဝင်းကျင်လိုက်လေအမောင်ရစ်ကပူပူ၍ကြီးဆိုးလာခဲ့တော့တယ်ကိုချစ်ဖေတယောက်ထိုမိမကြီးအိမ်မနေ၍ကားကိုလမ်းမကြီးစီသို့15မိနစ်ခန့်မောင်းလာခဲ့ပြီးမှဟာရုတ်တရက်စုံတရားကိုတတိရသွားတော့ကြောင့်ဟာကနေရေရုပ်လိုက်မိတော့တဲ့ဘလို့ဖြစ်တာပါလေကိုချစ်ဖေတယောက်တတိထားမိလိုက်သည်ခါထိုမိမကြီးအိမ်မနေ၍ကားကိုပုံမှန်မောင်းလာလျင်ပင်10မိနစ်မြဖြင့်လမ်းမကြီးစီသို့ရောက်တဲ့နဲ့ယခုမူကိုချစ်ဖေကားကလေးပုံမှန်မောင်းနေသည့်တိုင်လိုရာသို့မရောက်သေးဝါရင်ကားဆရာတယောက်လည်းဖြစ်သည်မို့လမ်းမနိုင်စရာအကြောင်းလည်းမရှိပေနိုင်လက်တံများရက်မနေတရွေ့ရွေ့လှုပ်ရှားနေမှမိနစ်20ကျော်မောင်းနေလာသည့်တိုင်မိန်လမ်းမကြီးသို့မရောက်သေးပေလမ်းမသို့မရောက်မီဖြတ်ကျော်ရသည့်ဓားငယ်လေးကိုပင်မတွေ့ရသည့်အတွက်ကိုချစ်ပေခေါင်းချင်းလာတော့တယ်ထိုစဉ်ရုပ်တရက်ဟာတော်သေးတာပေါ့ကွာကားမီအောင်ဖြင့်ရှေ့ကိုက်20လောက်တွင်အကြီးတန်းလာတော့တကားငယ်လေးအားကိုချစ်ပေလှမ်းတွေးလိုက်မှတပ်ပြင်းကိုဟင်ကနေချနိုင်တော့တယ်ထိုဆန်နီကားလေးမှာတော့တရားလေးစီကိုဥတီ၍တဝူးမောင်းနေတော့တယ်ဟာဘာလဲကွာဘာတွေလဲစောစောကလှမ်းမြင်လာတော့တရားငယ်လေးမှာကားမီအောင်အောက်လိုက်ပင်တဖြည်းဖြည်းပျောက်ကြရေးသွားသည်ကိုထိုးဆန်းစွာမြင်လိုက်ရတော့တယ်ထို့စဉ်သူနှင့်မလက်မကန်းစီမှအတန်ချုပ်ကိုကြားလိုက်ရတော့တယ်တချင်းကိုအတန်နှင့်အတန်ထားပြီးစိုးနေသောစရိတ်ရှိုးတန်ကိုအမတ်မထင်ကြားနေရတဲ့ကားနောက်ကြည့်နေမှတစ်စင်ကြည့်လိုက်လေရင်အလိုပွဲစည်းတန်းကြီးပါလားဟာစောစောကပျောက်ကွယ်သွားတော့တကားအကြောင်းကိုပင်တတိမေသွားကပဒင်းပေါက်မှခေါင်းပြထွက်၍ပွဲစည်းတန်းကြီးကိုအံ့ဩမင်တက်စွာသူငေးမောကြည့်နေလိုက်တော့တယ်ငါလာတော့ကမတွေ့မိပါဘူးအခုမှစတာတင်တယ်လမ်းမကြီးကိုသွားတဲ့လမ်းတယောက်ကိုမေးရင်အဆင်ပြေနိုင်တယ်ကိုချစ်ပေတယောက်တည်းထို့တို့တွင်ကားကိုနောက်သို့တဖြည်းဖြည်းဆုပ်လိုက်တော့တယ်ပွဲစည်းတန်းကြီးမှာစီကားလွန်းလာပြီးတဲ့အကြော်တဲ့အကင်တဲ့မုတ်တယ်များဖြင့်ဆုံးလာတယ်သို့တော့ကိုချစ်ပေတယောက်တတိမထားမိလိုက်သည်ကဈေးတယ်များဈေးဝယ်လူသူများဤမျက်နှာအနေအထားများမှာတစုံတရာကိုအလိုမကျဟန်မကျေနပ်ဟန်များဖြင့်ကြောက်စရာကောင်းလာပြီတယ်တယောက်နဲ့တယောက်စကားပြောချင်းလည်းမရှိပေဇက်စင်ပေါ်၌လေ
လူရှင်တော်များပြက်လုံးပြက်နေကြသည်အောက်မှပိတ်သက်များကလည်းရီမော်ခြင်းအလင်းမရှိသလိုလူရှင်တော်များလည်းမျက်နှာတည်းကြီးများဖြင့်ကိုချစ်ပေကားလေးကိုဝါကြည့်တော့ရောင်းသောမိမနီနာရက်ခါအမကြီးအမြန်လမ်းမကြီးကိုဘယ်လမ်းကသွားရလဲဗျကျိုးလွန်စွာရင်ကြည်ကြည်မေးသည်ကိုထိုမိမကြီးကသဘောမကျရန်ဖြင့်ကိုချစ်ပေအားမျက်ထောင်နေကြီးဖြင့်စိမ့်စိမ့်ကြီးကြည့်လိုက်တော့တယ်ပြီးနောက်ဘာတခွန်းမှပြန်မပြောပဲဝါးကြီးတောင်များကိုဓာဖြင့်အချောတက်နေတဲ့ဟာဗမာစကားမတက်တာဖြစ်ပါလိမ့်မယ်ကိုချစ်ပေထုံမိမကြီးအားဗမာစကားမတက်ဘူးအထင်နဲ့စောစောကစကားကိုပင်တရုတ်လိုထပ်မံ၍မေးလိုက်တော့တယ်ကားသမားလည်းဖြစ်သည့်အလျောက်ကိုချစ်ပေတယောက်ဘာသာစကား၃-၄မျိုးကိုတော်တော်ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တယ်ဟာဘာလဲဟာတရုတ်လိုမေးလည်းမဖြစ်ဘူးတရုတ်လိုမေးသည့်တိုင်စောစောကထိုင်နေလို့သွားပြင်ကိုချစ်ပေအားစိမ့်စိမ့်ကြီးကြည့်၍ဝါးချီတောင်များကိုသာအချောတက်နေတော့တယ်ကိုချစ်ပေဆွဲမလျှော့ရှမ်းစကားဖြင့်ထပ်မံ၍မေးလိုက်ပြန်တယ်ထိုအခါမှမိမကြီးကသူမ၏လက်ကြီးအားဆန်တက်လိုက်ရင်လမ်းကြောင်းတစ်ခုကိုလက်ညှိုးထိုး၍ကြော်ညွှန်ပြလေတော့တယ်ကိုချစ်ပေလည်းထိုမိမကြီးအားကျေးဇူးတင်ကြောင်းပြော၍ကားပေါ်သို့တက်ရင်ဆက်ကိုနှုတ်ကထွက်ခဲ့လိုက်တော့တယ်ဘလို့လူတွေလဲကွာဖော်ဖော်ယူယူလည်းမရှိဘူးပွဲလာကြသောလူများမှလည်းထိုနည်းတူစွာပင်ရေရင်ပြုံးခြင်းစကားပြောဆိုခြင်းများလည်းလုံးဝမရှိပေကိုချစ်ပေတယောက်ကားဆက်နိုးပြီးစောစောကဝါးချစ်တောက်ရောင်းနေသောမိမကြီးညွန်ပြသည့်လမ်းတိုင်းကားကိုမောင်းထွက်ခလိုက်တော့တယ်တနေရာရောက်ဟာပေါက်ရေးထဲမှာကားကဘာဖြစ်ပြန်ပြီလဲရုတ်တရက်ထိုးရက်သွားတော့ကားကြောင့်ကိုချစ်ပေဒေါသပေါက်ကွဲသွားလိတော့တယ်ဟာနီးပါမလင်းတော့တေရော့ကွာကားမှာဆက်တည်၍ထိုးရက်သွားရုံမှမကသေးရှေမိပါပိတ်သွားလိတော့တယ်လာပြင်းနဲ့ဖြစ်လို့သာတော်သေးတယ်လာရောင်ကြီးကကောင်းကင်မှာဝင်းထင်လို့ရှေ့လူကြီးတွေပြောစကားရတော့လာပြင်းညဆိုသည်ကမိစ္ဆာမျိုးတဲ့ညတညပင်မဟုတ်ပါလားထိုင်နေလို့ထူးလာမှာမဟုတ်ဘူးကိုချစ်ပေတောက်ချက်ခောက်ရင်ကားပေါ်မှာဆင်းကကားတကားကိုဂျုံနှဲနေအောင်ပိတ်ချပစ်လိုက်တော့တယ်ထိုစဉ်မြင်လိုက်ရသောမြင်ကွင်းကြောင့်ကိုချစ်ပေသူ့ပြက်မတက်ခြောက်ချားသွားမိတော့တယ်ဟာညမောင်ကြီးလိုက်အောင်နိုင်မြင်လိုက်ရသောအရာတွေကအုတ်ကူဖူးဝေးများအစီကိုချစ်ပေစပိန်မွေးများထောင်တက်သွားလျော်တဲ့ကြောတဲ့၌စိန်ကနေဖြစ်လာကကြက်သိမ်းများဖြန်းဖြန်းထလာတော့တယ်ဘာမနာတင်ញိုင်းကုန်အဝင်းတုံးကမတွေ့လိုက်ရတော့လေယခုမြင်လိုက်သောအရာတွေကြောင့်ကိုချစ်ပေတင်ញိုင်းကုန်နဲ့ရောက်နေပြီကိုမထင်မဖက်တတိထားလိုက်မိတော့တဲ့ဟာကွာကျောက်စိမ်များလွှမ်းမိုးလာကကားကိုသာပက်ပက်လေတုံတုံနေလိုက်ကန်နေပြီးတော့တဲ့တိတ်ဆိတ်လာသောညမောင်ထဲမှာကိုချစ်ပေကားကလေးကန်နေသည်အတန်ကဒရုံတုံပဲ့တင်နေတယ်တရေတစီအတွေ့အကြုံလည်းရှိသူမို့ကျောက်စိမ်များကိုအတက်နိုင်ဆုံးချုပ်တီးထားနိုင်သည်မို့သာတော်တော့တယ်ငါဘယ်လိုလုပ်ရမလဲသို့တော့ကိုချစ်ပေတယောက်ကျောက်စိတ်ကိုအစွန်းဆုံးထိမထိန်ထားနိုင်ဗုဒ္ဓဘာသာတို့ကူပြောင်းထားခဲ့ဒီမှာလေလာပိုင်းမြပင်ကြာမြင်ဥပြေအောင်မယ်မိမရပြီးမှသာပစင်းတက်ရဟန်းခံဗုဒ္ဓံတရဏံကိစ္ဆာမီတမျိုးတည်းသာရလိတယ်ဖျားကဲတော်မူပါဗဇက်မရောင်းရမ်းကရှောက်ပြောနေရင်ကားခေါင်မှုပေါ်သို့တက်လိုက်တော့လေလမ်းစာများရလို့ရညာသို့တော့ပက်ပက်လည်းမြင်နေရသည့်ຢာတွေကလာရောင်ဖြေဖိုးနေကြသောအုတ်ကူများမှတ်တိုင်များကျိုးပဲ့မလက်မကနိုင်တစေတကောင်ကြီးထိုင်နေသည့်ပုံတရံနေတူသောဇဲအူကြီးကိုသာမြင်နေရလိတယ်ထို့စဉ်ကိုချစ်ပေမျက်လုံးစုံကတနေရာသို့ရောက်သွားလိတော့လေအလိုတပ်ပယ်လိုက်တာကားခေါင်မှုပေါ်မှာလှမ်းကြည့်လိုက်တော့ရွှေရောင်တဝင်းဝင်မီးရောင်တလင်းလင်းဖြင့်တပ်ပယ်ကြီးညိုဝဲကောင်းလာတော့လာရှိုးမြို့နာမည်ကြီးမဆူဖျားစီရီထိပ်ပိုင်းလေးကိုလှမ်းမြင်လိုက်ရလေရောတယ်ငါအခုချိန်မှာဖျားကလဲ၍ကိုးကြရမရှိတော့ပါလားဟူးအတွင်းနေတူကိုချစ်ပေတယောက်ထိုလန်းမြင်နေရတော့မန်ဆူဖျားစီရီတီထားရအရက်တို့လက်အုပ်ကိုချီရင်အရှင်ဖျားတပည့်တော်ကိုယခုရောက်နေသောဒုက္ခဆင်းရဲမှာကြည်စုရှောင်းရှောက်တော်မူပါဗျာထိုမြသာတိုင်တယ်လိုက်တော့တယ်တိုက်ဆိုင်သည်ပဲပြောရပြီမလားစိတ်ကြောင်ပဲလားမသိကိုချစ်ပေတယောက်ရေငတ်နေသောရေတွင်နဲ့ကြာသွားခဲ့တဲ့ကဲ့သို့ရွှင်လန်းလာကစိတ်များကြည်လင်လာတော့တယ်စောစောကကြောက်စိတ်များလေပြေရော်သွားကကားခေါင်မှုပေါ်မှာဆင်း၍ကားပေါ်သို့တက်ခါဆက်ကိုနှုတ်လိုက်တော့တယ်ဟာဖျားမလာပဲထူးစွမ်းလာပင်စောစောကဘာမှလုံးမရတော့သည့်ကားကရုတ်တရက်ဆက်ပြန်နှိုးလာကမင်းများလဲပွင့်လာတော့တယ်လမ်းစာပြောင်းနေတော့လမ်းများလဲကားမီအောင်အောက်တွင်တစားပေါ်လာကစိတ်ဥတီယာကို
ကိုချစ်ပေမောင်းထွက်ခက်လိုက်တော့တယ်10မိနစ်မြပင်မောင်းလိုက်ရာကိုချစ်ပေမိန်းလမ်းမကြီးပေါ်သို့ရောက်သွားခဲ့လျော်တယ်ဟူးကိုချစ်ပေတယောက်အခုမှပင်တပ်ပြင်းမှုကြီးကိုဟိုကနေမှုတ်ထုတ်လိုက်နိုင်တော့တယ်ဒါမှန်စုဖျားရဲ့တကူငါကိုတမာဒီဝနှကောင်းနှမျက်တွေကစောင့်ရှောက်တာငါဖျားတရားသိလို့ကံကောင်းတယ်ကိုချစ်ပေထိုးထိုးရေးရုပ်ရင်ကားကိုမြန်လမ်းမကြီးတိုင်းနေအိမ်သို့မောင်းနှင်ခဲ့လိုက်တော့တယ်နောက်ရက်များမှာတော့ကိုချစ်ပေတယောက်ရခင်ကားထပ်ပင်ဗုဒ္ဓဘာသာပေါ်အယုံကြည်တွေပို့တိုးလာခဲ့တော့တယ်မနက်ဆိုလျင်တချင်းတန်များသာထွက်နေတော့ကိုချစ်ပေကားကဆက်ကလေးမှာယခုဆိုလျင်ပရိပထန်ရွတ်တံများမြစ်တာပို့တံအမြဝေတံများကိုသာတာနာပွဲရပွဲကြားနေရတော့တယ်တိုးတော့မန္နာရွာဘက်သို့ခီးတဲ့ပို့ရန်ရှိမိဆိုရင်လေကိုချစ်ပေတွားရောက်ပို့ဆောင်ခြင်းမပြုတော့မီမဟုတ်တော့ပြီယခုပင်မဟုတ်နှောင်းတောင်တွေလည်းထိုရွာဘက်သို့တွားရင်စိတ်ကူးပင်မကူရတော့ကြီးပြန်ပေးရာသီဥတုကတိမ်မကောင်းလားကောင်းဝင်တစ်ခုလုံးညှို့မိုင်းလို့မိုးမရွာတော့လေလေတိုက်သောခါတွင်ကားမွေငွေသမားပြောင်းလဲရောရခပါနေလေမြို့လေကောင်းသားလည်းဖြတ်တန်းစီးစင်းနေတော့မြစ်ခွဲငယ်ကလေးဖြစ်သည့်ချောင်းငယ်ကလေးမှာတော့တဝေါနဲ့ချောင်းဝသမားစူညံလို့နေတယ်ဖေမောင်ထဲ့စားဟုတ်ဆရာပါဟန်ဆရာကောစားဟိတ်ကောင်လေးထဲ့စားထိုမျိုးကလေးတွင်ရှိသောတတုဆက်ယုံမှလှုပ်သားအချို့ကိုထမင်းစားနားနေကြသောချိန်လည်းဖြစ်တယ်ဆရာကျွန်တော်တို့ချောင်းကတော့အော်တန်နေပေးနေပြီနော်တတိထားရမယ်ထင်ပါရဲ့အေးပေါ့ဒါကတို့မျိုးရဲ့ရိုးရပဲမဟုတ်လားတနေ့တစ်ခါချောင်းအောင်ရင်လူစားတတ်တယ်လေကွာဟုတ်ပါဆရာကြီးထမင်းစားလက်စတွင်ဖေမောင်ဆိုသောလှုပ်သားအလုသမားကောင်းဆောင်ဖြစ်သည့်ဥပဟန်နှင့်စကားလက်ဆောင်ကြနေခြင်းပင်တရုတ်ဘက်မှာမုံတိုင်းတိုက်တယ်လို့ပြောတာပဲဒါမုံတိုင်းဖျားခတာဖြစ်မဲ့ဟုတ်တယ်ဆရာကြီးကျွန်တော်စောစောကသတင်းစာထဲဖတ်လိုက်ရသေးတယ်ချောင်းအော်တာတော့တတိထားပေါ့မင်းငါကလေးတွေကပြောတာချောင်းနဲ့ရေမစင်းစောဖို့ဟုတ်ကဲ့ပါကျွန်တော်သဘောပေါက်ပါတယ်ဥပဟန်တို့ထမင်းစားရင်စကားကောင်းနေကြလိမ့်တယ်ထို့စဉ်ဆရာဘဟန်အတန်လာရစီတို့ကြည်လိုက်အလုသမားတယောက်ဖြစ်သည့်စောလေမှုအေးပြောလေစောလေမှုကရင်မျိုးသားတယောက်ဖြစ်သည့်စောလေမှုက၎င်းအားခေါ်လိုက်ခြင်းဖြစ်တယ်ထိုစောလေမှု၏လက်တွင်၌အထုံးငယ်လေးတစ်ခုကိုကင်ထားရင်ဆရာကျွန်တော်ကိုလေဟောဒီတထုလေးတွေနဲ့ငရုတ်စုံလေးပုံနဲ့လောင်းပေးပါလားထို့သို့ပြောရင်၎င်းတက်တွင်မှအထုပ်ကလေးကိုဆရာဘဟန်ဆိုသူစီသို့ကမ်းပေးလိုက်တယ်သူတို့စက်ရုံမှာငရုတ်စုံသားမကလက်နက်များပါပုံစံတူထုံးနိုင်သည့်ထိအဆင့်မြင့်နေအေးပေးထားလေငါအားတဲ့အချိန်လောင်းပေးထားမယ်ကျေးဇူးပဲဆရာအိမ်ကမိန်းမကငရုတ်စုံလေးမရှိဘူးလိုချင်နေဆိုလို့အေးပါငါလုပ်ပေးထားလိုက်မယ်ဟုတ်ကဲ့ဆရာကျေးဇူးအများကြီးတင်ပါတယ်စောလည်မှုလေအထုပ်ကလေးအားပေးရင်၎င်းတို့ဒီမှာထွက်သွားတော့တယ်ဥပဟန်နေဖေးမောင်းမှာတော့စကားများဆက်လက်ပြောရင်သာကြံခဲ့နေပါတော့တယ်ထိုစောလည်မှုသည်ကရင်မျိုးသားတယောက်ဖြစ်သည့်လျောက်အမြဲလိုလိုပင်ကရင်အင်ဂျင်နဲ့ကရင်ပစိုးအကွက်ကိုသာနှိမ့်ချိုက်စွာဝတ်ဆင်နေစိတ်ရင်းစိတ်ထားကောင်းသူမို့တော်တော်များများက၎င်းအားချစ်ခင်ကြတဲ့အမြင်မတော်သည်ရှိပါကလည်းဝင်းရောက်၍ကုညီတက်သည့်စိတ်ထားရှိတော့လူတယောက်လည်းဖြစ်တယ်ယခုလူသမားကောင်းဆောင်ဥပဟန်ကိုအားကိုး၍ငရုတ်ဆောင်လေးလုပ်ပေးဖို့အကူအညီတောင်းခဲ့လေခြင်းကိုလုပ်ပေးမိဖြစ်ကြောင်းသိရသဖြင့်သူပြောနေပါတော့တဲ့စိတ်ထားကောင်းနေရင်ကံကောင်းမိတို့တော့ထိုရာသီပုံဒီကားချက်တစ်ခုတော့မဟုတ်ကံမကောင်းခဲ့သည်လည်းရှိတတ်ကြတယ်တဏီတော့နေကင်း2နာရီ3နာရီအချိန်ဒီညနေ9နာရီ6နာရီလာမိုးကောင်းငင်ကြီးကမဲမောင်အုံမိုင်းလို့ချောင်းရင်များလည်းအဆက်မတန်မြင့်ကတဝေါတုံးနေကြောက်စရာကောင်းလာပြီတဲ့ဟဲ့ကလေးတွေချောင်းသားမသွားကြနဲ့ဟိုကောင်းလေးပြန်လာခဲ့ဟာဒီကလေးနဲ့တော့သေလိုက်ချင်တာပါပဲတယောက်တစ်ပေါက်အတမ်းများမျိုးစုံထွက်ကမိမိကလေးသားသမီးများတော့မဟုတ်တို့တော်လေအခြားသောကလေးများကိုထိုချောင်းသားမကပ်ဖို့လူကြီးများကတတိပေးကြခြင်းလည်းဖြစ်တယ်ရေများလည်းအဆက်မတန်မြင့်လာသည်မို့ဟိုဘက်ကန်းနဲ့ဒီဘက်ကန်းတို့ဆက်သွယ်သောတရားမှာရေများဖုံးလန့်လို့လူများပါမကကားစပင်းအစရှိသောရေမျိုးစုံပါထိုးရအားဖြတ်တန်းသွားလာရန်ခက်ခဲနေသောချိန်ထိုစဉ်လူတစ်ယောက်က၎င်းဝတ်ထားသောကရင်ပစိုးကွက်ကိုကြောင်းမြောင်ကြိုက်ရင်ထိုဓာတ်ပေါ်သို့ဖြတ်သွားလေတော့တယ်အဖြစ်ပြက်ကမြန်ဆန်လွန်းလာပြီတဲ့သူ့အာမတော်ရင်မြည်သူမပင်တားဆီးလိုက်ခြင်းများပြီထို့သူလက်တွင်း၌လေလူတစ်ရဲ့ကြော်စာများရှိသောဝလုံးသွဲတစ်ချောင်းကိုကိုက်ရင်ဟာဟိကောင်စောလိမ်မှုမတော်နဲ့ပြန်လာသေးလိမ့်မယ်လူတစ်ယောက်ကထိုဆင်းသွားသူအားလှမ်းအော်ကတတိပေးလိုက်တော့တဲ့အမှန်ပင်ထိုဝလုံးရှည်ကိုကိုင်၍ရေထဲဆင်းသွားသောသူကတတိဆက်ယုံကလုံသားစောလိမ်မှုပင်ဖြစ်နေပြီတော့တယ်ဟာစောလိမ်မှုပြန်တက်ခဲ့စမ်း
ဟိတ်ကောင်သိလိမ့်မယ်ပြန်လာကွာဟာဒီကောင်နဲ့တော့ကွာဖေဟာဘာမှမဖြစ်ပါစေနဲ့စိတ်မပူကြနဲ့ဗျို့ကျုပ်ဆင်ပြေတဲ့ရေကူးကျွမ်းပါတယ်ဗျဟာထိုးတစ်ခေါက်ပေါက်လှမ်းအော်တတိပေးနေသည်ကိုစောလည်မှုကအေးဆေးတည်ငြိမ်သွားပြီးရည်သွင်းသွင်း၍ပြောလိုက်လိတော့တယ်အမှန်ပင်ထိုးအချင်းနေသည်ကြောက်စရာအင်မတန်ကောင်းလာပေတဲ့မိုးမောင်ကြီးတဲ့ခက်ကြမ်းကြမ်းတိုက်နေသောလင်းနေချမ်းကြီးများတဝုံခတ်ထန်နေသောမျိုးလေကောင်ရေချောင်းလေးတဲ့ကလှိုင်းသံများကအသေးရပွေဟာဟောဒီမှာအမိုက်တွေအာကြီးပိတ်နေတယ်လေဗျာမဖက်ရင်ရေမစီပဲကားသားလာတွေကြက်ကုန်လိမ့်မယ်စိတ်ချဒါလေးဖယ်ပြီးကြုတ်တက်ခဲ့မယ်စောလည်မှုတယောက်ဝါသနာအတိုင်းအမြဲမတော်သည်များကိုဝင်၍ရှင်းတော်တယ်ထိုရေစီးတန်လာတော့တရားပေါ်သို့တတိရှိလာသည်ဆိုတော့လူများပင်မတက်ဝန်းကြပေဤဒီကိုစောလည်မှုတယောက်အများအကျိုးအတွက်တယောက်တည်းလှုပ်လီတော့တယ်ရေစီးလာသောအချိန်မှာကျွဲဘောတစ်ကောင်ကိုအသာလေးလဲဖြိုချနိုင်လောက်သည့်ထိပြင်းထန်လွန်းလာတယ်လမ်းမပေါ်မှာကြည့်နေကြတော့အချို့လူများမှာတော့ရင်တထိတ်ထိတ်ထို့စဉ်ဟဲ့ကောင်စောလည်မှုမင်းနောက်မှာတလုံးကြီးလမ်းပေါ်မှာလူတယောက်ကလှမ်းအော်တတိပေးလိုက်တဲ့နေ့တပြိုင်နက်စောလည်မှုတယောက်အနောက်ဘက်သို့ရုတ်တရက်ကြည့်လိုက်တော့ဟာရုတ်တရက်ရေစည်းချိန်နဲ့မျောလာတော့ကလေးတစ်ဖက်စာသားတလုံးပြက်ကအမိုင်များကိုရှင်းနေတော့ကရင်အမျိုးသားစောလည်မှုစီးကုံဆက်ကိုကျင်နာမကင်းမဲ့စွာရိုက်ချလိုက်တော့တယ်ဟာပေပြီဟာဖျားကြီးဟိတ်ကောင်လေးစင်ရလေးဘာရက်ကြည့်နေတာလဲအသက်ခကြီးရွယ်ဦးလေးတယောက်ကထိုးထိုးပြောလိုက်စဉ်စောကရက်ကြည့်နေတော့လူငယ်တချို့စောလည်မှုကိုဆင့်ကြကြတော့တယ်ကမ်းပေါ်ပြန်ရောက်တော့စောလည်မှုခန္ဓာကိုယ်ကြီးကိုသာထိုးလူငယ်တို့ဆဲလာနိုင်ခဲ့တယ်၎င်း၏အသက်ဝိညာဉ်ကိုတော့ပြန်ယူချိန်မရလိုက်တော့စောလည်မှုတယောက်တေလုံးတံဖြေထိုနေရာတွင်ပွဲချင်းပြီးခတ်လေတယ်ငါပြောသားပဲကွာမင်းမသွားခင်သေးဘူးကွာတငယ်ချင်းမင်းမသေးသင့်ဘူးကွာကောင်းရမွန်ရရောက်ပါစေကွာတယောက်တမိုးစောလည်မှုတို့စိတ်မကောင်းဖြစ်ကမကြည့်မချမ်းရေရွတ်လိုက်ကြမိတော့တယ်၃ရက်မြောက်ခဲ့ပြီးစောလည်မှုတယောက်လောကကြီးကိုနှုတ်ဆက်ခဲ့သည်ကဒီနေ့နဲ့ဆိုလျင်၃ရက်တိတိစနေနေ့လည်းဖြစ်သည်ဖြင့်ထိုးနေ့ကလေပြင်းနေလည်းမဟုတ်ပါလားလာပြင်းညကိုတမျိုးခေါ်စိုးရမည်ဆိုလျင်မိစ္ဆာမျိုးတော်ညဟင်အနည်းနဲ့ရေတွေချိုးနေပါလားအေးကောင်းနေဟာချိုးလို့အမလီမချိုးပြရစေနဲ့ကျုပ်ကသေးကြောက်တဲ့အနီနန်းရဲ့တစ်ဖက်ချံမှာရေချိုးနေသောအနီနန်းဆိုသူရှမ်းဖွားကြီးအားတတုလုံသားခေါင်းဆောင်ဥပဟင်ဇနီးဖြစ်သူဒေါ်စောမူကလှမ်း၍ပြောလိုက်ခြင်းဖြစ်တယ်ဟဲ့ရေချိုးတာနဲ့သေးကြောက်တာနဲ့ဘာဆိုင်လို့လဲစောမူရဲ့ဒီလိုရှစ်လူကြီးတွေပြောရလားပြေလောက်ွယ်မှာမိမတွေကောင်းချော်ရင်တစီတရေမင်းရတက်တယ်တဲ့တော့ဟောလက်ကားပါဟဲ့နင်းကယုံကြည်လွန်းရင်ကောအနေနဲ့မယုံလည်းမတက်နိုင်ဘူးလေကျမသိလောက်ပြောတာပါရှင်ဒေါ်စောမူကထိုးတော့ပင်ပြောလိုက်တော့တဲ့ဥပဟန်တို့နေထိုင်ရာအိမ်လေးမှာလုံးချင်းပြင်အောင်အိမ်ငယ်လေးဖြစ်ကထိုနေရာလေးတွင်စောကဒေါ်နန်းဆိုတော့ရှမ်းဘွားကြီးနဲ့သူတို့နှစ်အိမ်တည်းသာတိကျရှိတယ်အိမ်ညာချင်းဆိုရင်လေသူတို့နှစ်ဦးသာဒီလိုနဲ့ပဲနိုင်စဝိုင်းကြီးကတပတ်ကြော်လဲသွားခဲ့ပြီမို့ပဝင်းကြီးကောင်မောင်းဟုလူလိုတတ်မှတ်တမုတ်ထားကတော့အရင်မဲကြီးကဖုံးလန်းသွားတဲ့ညချိန်သို့ရောက်ခဲ့ကြပြီငါသားမအိပ်သေးဘူးလား17နာရီရှိနေပြီဥပဟန်ကရင်နွေးကိုတောက်ခါဇိမ်ခံနေရမှာကာတွန်းစာအုပ်ကိုတဲကြီးမကြီးဖတ်နေတော့တားဖြစ်သူမောင်စိုးစိုးကိုလှမ်း၍တတိပေးလိုက်ခြင်းဖြစ်တဲ့ခဏနေတာတီတပုတ်ပြီးအောင်ဖတ်အောင်လိုက်မယ်ပြီးမှအိပ်မယ်လေစနေနေ့နဲ့ဥပဟန်ကြီးတားစိုးစိုးကထိုးထိုးပြန်ဖြစ်တယ်ဥပဟန်လည်းရင်းနှီးချမ်းခတ်ကိုတောက်ရင်အตาပင်ခေါင်းကိုအตาလေးငိမ့်ပြလိုက်တော့တယ်ဟာဥပဟန်တယောက်ဟာခနဲ့ဖြစ်သွားလီတော့တဲ့အိန္ဒိယအားခွေးများတိုးလီရောသလားပြင်အောင်အိမ်လဲဖြစ်သည်မို့အချိန်ပြင်းစွာတိုက်ရိုက်မှုကြောင့်အိမ်မှာလှုံရမ်းသွားလီရောတယ်ဖေဘာတန်ကြီးလဲတားကြောက်တယ်အော်အောင်နဲ့ပါဒီကောင်အေးလို့အိန္ဒိယကိုဝင်တိုးတာနေမယ်ဥပဟန်စကားပဲမဆုံးလိုက်ချေဟာဖေတားကြောက်တယ်စိုးစိုးတယောက်ထိုးထိုးပြောရင်သူ့အဖေအနီးသို့တိုးကပ်သွားလိုက်တော့တဲ့ခွေးပါသားရဲ့မကြောက်ပါနဲ့ဖေရှိပါတယ်ဟုတ်ကဲ့စိုးစိုးလဲကြောက်နေလေတဲ့ဥပဟန်ကိုယ်တိုင်ထိုးတန်ကိုခွေးတိုးတယ်လို့လူတယောက်လက်ဝါးဖြေပြင်းနဲ့စွာပုံနေလို့၎င်းကိုယ်တိုင်မတင်ကမကင်ဝေခွဲမရဖြစ်နေတယ်ဖေဘယ်သွားမလို့လဲရုတ်တရက်ထားလိုက်တော့ဥပဟန်ဟာစိုးစိုးကမေးလိုက်တော့တဲ့အော်အပြင်ကခွေးကိုသွားမမို့သားထိုင်နေဟုတ်ပြောရင်ဥပဟန်တယောက်လက်နှိပ်တမီးကိုယူ၍အင်ရှိတကားကိုဖွင့်လိုက်တော့တဲ့ဟာ
တကားပေါက်ပြင်ပ၌အမောင်တို့ကလည်း၍အခြားမိသူမှမရှိလာပြညလည်းဖြစ်သည်မို့လာရောင်ဖြစ်တာတစ်ပင်များအဝေးမှအိမ်လေးများကိုသာလှမ်းမြင်ရတယ်။ဥပဟန်ဇွဲမလျှော့ပဲအိမ်မပတ်လည်းရှာဖွေသည့်တိုင်မိသည်မှထူးထူးခြားခြားမရှိပေ။ဖေဖေဘာလဲဟင်ဘာမှမဟုတ်ပါဘူးတာရဲ့ခွေဖေဖေမောင်းလိုက်ပြီတားသွားလိုက်တော့ဟုတ်ကဲ့ဆိုဆိုတော့ကလေးကလည်းဖခင်ဖြစ်သူဥပဟန်ဟာဟုတ်သာပြော၍အိမ်ငန်းထဲသို့ဝင်သွားလီတော့တယ်ခွေးဥသာလိန်ညာလိုက်ရတယ်သို့တော့ခွေးမဟုတ်၎င်းကိုယ်တိုင်လေမိသူမိဝါကိုတိတိကျကျမသိရပေအတွေ့များပင်မဆုံးလိုက်သုံးချက်များဇက်တိုက်ပုတ်၍ပြန်လဲငင်ကြသွားပြန်တဲ့15မိနစ်တစ်ခေါက်လောက်ပုံနေသည်မှာည12နာရီခွဲလောက်မှပုတ်တာရိပ်၍ဥပဟန်တို့ကောင်းစွာအိတ်ဆက်နိုင်ခဲ့လီတော့တယ်နေဝန်းတွေကကဘာလောကသားတို့ကိုအလင်းရောင်ပေးဆက်ရန်အရှိရမှာတရွရွထွက်ပေါ်လာတော့တယ်ထို့နေမင်းကြီး၏အလင်းရောင်နှင့်တို့ဥပဟန်တနင်္ဂနွေအားလျက်တို့ခြံတွင်းမှမျက်စိနောက်စရာများကိုခုတ်ထွင်းရှင်းလင်းသောဓာတ်ခုတ်တံတတုတ်တုတ်လည်းထွက်ပေါ်လာခဲ့တဲ့ထို့စဉ်ဟဲ့ဗဟန်ရုတ်တရက်ခေါ်လိုက်တဲ့ကြောင့်ဥပဟန်တယောက်အတန်လာရစီသို့မျက်နှာမူလိုက်ရမနက်စောမျက်နှာတည်ရန်ထွက်လာသောအိမ်နာချင်းရှမ်းပွားကြီးဒေါ်နန်းကိုတွေ့လျက်ရတဲ့အော်မနက်ပြောလေဘာဖြစ်လို့နင်းတို့မနေ့ကဘယ်သွားနေကြတာလဲအဆမရှိအဆုံးမရှိမေးလိုက်တော့ဒေါ်နန်းရဲ့စကားကြောင့်ဥပဟန်တယောက်ကြောင်အန်းဖြစ်သွားလေတော့တယ်ဗျာဘဲမှမသွားပါဘူးမနက်ဘာဖြစ်လို့လဲဘာမှတော့မဖြစ်ပါဘူးအေးညကနင်းတို့အိမ်ကိုလူတယောက်လာတယ်ဟဲ့ဗျာထပ်မံ၍အန်အောရလေတော့တဲ့ညကအမှန်တကယ်မြည်သူမြမလာပြီထို့ကြောင့်လေဥပဟန်တယောက်နားမလည်နိုင်စွာဒေါ်နန်းကိုကြည့်လိုက်တော့တဲ့လူတယောက်ပါအေးကရင်အင်းကြီးနဲ့ကရင်ပစိုးကွက်ကိုဝတ်ထားတာညကနင်းတို့အိမ်လာတယ်လေဗျာမလာဘူးထင်တယ်နော်မနက်ကိုယ်တိုင်မျက်စိနဲ့တက်အံ့မြင်တာနေအိမ်ပပလဲကိုပုတ်ပြီးနင်းတို့ကိုနိုးနေတယ်ဗဇက်ကလည်းဘာဆိုလားဘာပြောသေးတာလဲမနက်ဥပဟန်တယောက်အခြေအနေကိုရိတ်စားမိလိုက်ပြီးညကအိန္ဒိယပပလဲကိုတပပုံးနဲ့ပုတ်တီတန်ကိုလည်းနားထဲပြန်ကြလာမိတော့တယ်ဒေါ်နန်းကစကားကိုဆက်တယ်ဗဇက်ကလည်းဆရာဖဟန်ကျွန်တော်ရုပ်ဆောင်ပြန်ပြီးနဲ့ဒရက်ဆက်ကိုអော်နေတော့ပဲဗျာဘလို့မနန်းကြားတဲ့အတိုင်းပဲနင့်မလဲအပမိနေတာကြားတာပဲဗျာပဲဗျာနေဘာဖြစ်တာလဲဘာမှမဖြစ်ပါဘူးမနန်းအေးမဖြစ်လဲငါသွားတော့မယ်ဟုတ်ဒေါ်နန်းတယောက်ဥပဟန်ဟာနှုတ်ဆက်၍ထွက်ခွာသွားလိတော့တယ်ဒါစိုးကစောလင်မှုပဲဖြစ်ရမယ်ဟာဒီကောင်ကွာမစိုးလန်းတင်တာကိုစွန့်လန်းပြီးဒုက္ခရောက်ပြီထင်တယ်ထိုခါမှဥပဟန်တယောက်၎င်းပုံသွင်းခိုင်းတော့တထုအတူစားများကိုမျက်လုံးနဲ့ပြန်မြင်လာတော့တယ်သူ့မိမိပြောင်နေခဲ့တော့စောလင်မှုပြီးသည်တထုအတူစားလေးများငါ့ကိုခွင့်လို့ပါကွာမင်းငုပ်ဆောင်လေးကိုငါလုပ်ပေးပါမယ်ဥပဟန်တယောက်စိတ်ထဲမှာထိုစကားလုံးကိုမြင်းမြကြအောင်တီတိုးရေရွတ်လိုက်မိတော့တယ်ပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်လျက်ညောင်မကြီးပေါ်၌နားနေသောငှက်ချိုတစ်ပြက်နေအဝေးသို့ပြန်သွန်းသွားကြတော့တဲ့ထိုညောင်ပင်အင်း၌လူတယောက်လက်တွင်း၌လေငရုတ်ဆောင်လေးကိုကိုင်ရင်မတ်တက်ရက်နေတယ်၎င်းရှိမှအရာဝတ္ထုတစ်ခုပေါ်တွင်စားသားချုပ်ကိုရေးထွန်းထားတဲ့ထို့ရာကစောလင်မှုအသက်34နှစ်ဟူသောဆောင်ငယ်ငယ်လေးသာထိုငရုတ်ဆောင်ငယ်လေးအားကိုင်နေရင်ရက်နေသူကတတုလုံသားခေါင်းဆောင်ဥပဟန်ပင်ဖြစ်တယ်ဟူးတပြင်းရှည်ကြီးကိုမှုတ်ထုတ်လိုက်ရင်စောလင်မှုမင်းတို့ငရုတ်ဆောင်လေးငါ့ဟူလာခဲ့ပြီမင်းတို့ရကြွရကိုသွားနိုင်ပါပြီသွားလို့ရသွားပါတော့ခွာထို့သို့တီတိုးရေချိုရင်လက်တွင်းမှာငရုတ်ဆောင်လေးအားအုတ်ကူနားမှာခြားထားပေးလိုက်တော့လေထို့ချိန်၌ရုတ်တရက်တိုက်လိုက်တော့လေစိမ့်တစ်ခုကဥပဟန်အားကြည်စားနေသည်နဲ့ငါသွားတော့မယ်ကွာမင်းလည်းမင်းလန်မင်းသွားပါတော့စောလင်မှုရဲ့ထို့သို့ပြောရင်ဥပဟန်ခြေလမ်းကိုတင်ញိုင်းအထွေးပေါက်စီတော့ဦးဒီခါတည်း၍လျှောက်သွားလိုက်တော့တယ်နောက်သို့လှည့်ကြည့်လျာရင်းရွက်နေတော့ညောင်မင်းအိုကြီးကဥပဟန်အားလက်ပြနှုတ်စီနေတယ်ပင်အဆွဲရုတ်တရက်ကြေလောင်စွာထွက်ပေါ်လာသောတန်ကြောင့်ကိုဘနဲ့အိမ်မော့ကြနေရမှာလန်တို့သွားလီတော့တဲ့ဟာပုတ်တော့လက်ပတ်နာရီကိုငုံကြည့်လိုက်တော့ည10နာရီပင်ထိုးနေလေပြီအပြင်ပတ်ဝန်းကျင်တွေလည်းအမောင်တို့ကငါးသီးသားဘရင်ကြွေးကြော်ထားသည်လားမှောင်ပိတ်လို့ကိုဘတင်တယောက်စပယ်ကောင်လေးနေမကောင်းသည်ဟုပြောကပြန်သွားသောကြောင့်ယခုသူကားကိုစောင့်ကအိမ်နေချင်းဖြစ်လေတယ်ဘယ်လူလုံးမှသားတွေကားကိုခဲနဲ့လာပစ်တာနေရလေဟိုသောတွင်းနေဆိုတာအားသွင်းသောလက်နှိပ်ဓမီလေးကိုကောက်ကင်လိုက်တော့တဲ့စပယ်ကောင်လေးဓမီကို
အားမသွင်းထားပြီးလက်နေဓမီလေးမှာမီးရောင်မိန်ပြပြတာလင်းနေတော့တဲ့ပတ်ဝန်းကျင်တစ်ခွင်လေမြားပြစ်များဤအော်တန်ဒစီစီမပါအရာကသိန်းတိတ်ဆိတ်လျက်ဟန်ပြက်နေသောပစိုးကိုခိုင်ခိုင်ဝှစ်လိုက်ရင်ကိုဘာတင်ကားပေါ်ကဆင်းရင်ပြန်ကြည့်လိုက်ချိန်ဒီခါတော့ကိုဘာတင်တကယ်ဒေါဘသွားလီတော့တဲ့ထိုကားကောင်းမှုပေါ်ဂဲလုံးကြတန်ကြီးကသူ့အားမာမခန့်ရန်ဆနေသလိုမဟုတ်ပါလားတွေ့ပြီဘားတင်ကိုစရင်သေဖို့သာကြံထားထို့သို့ကျုံးသွားလိုက်ရင်ကိုဘားတင်တယောက်ကားကောင်းကန်းမှာလွှားကနေခုံဆင်းလိုက်တော့တဲ့ဒီဇင်ဘာလ၏အေးတက်ကလေးကြောက်ခမန်းလေးကိုဘားတင်ကားပေါ်ကဆင်းလျင်ဆင်းချင်းလေးစိမ့်ကတစ်ချက်ဝိတ်ကတိုက်လိုက်တော့တယ်ကိုဘားတင်တယောက်လက်နေဓမီလေးဖြစ်ဟိုဒီထိုးကရှောင်းနေတော့လေအရာအလုံးကတော့ဗကရိညံချက်သားကောင်းနေတယ်လေဝိတ်ရင်ထိုးနေတော့ကုတ်ကုတ်ပင်ကြီးတပင်မှလွှတ်၍ကိုဘားတင်နေတွင်ခွေးတကောင်ပင်မရှိချေလက်နေတပီးမှလင်းအောင်မမိန်လေးထိုကုတ်ကုတ်ပင်အောင်ရောက်မှာတော့ဟာဘာကြည့်လေဘုံလဲမိတဲ့နဲ့တူလူဝုံလိုကောင်ကြီးတကောင်ထိုကုတ်ကုတ်ပင်ကြီးပေါ်မှာခုံဆင်းလာတော့တဲ့မျက်လုံးကြီးများကလည်းရေရဲနေကတကလုံးအမွှေးမြင်များဖုံးလွှမ်းနေတယ်လက်သက်ကြီးများကလည်းလွန်စွာရှိလျက်ကရှာကြီးပြုတ်တေးဖြစ်ကိုဘားတင်နာတဖြည်းဖြည်းတူးကပ်လာတော့တယ်ကိုဘားတင်ဓမီကင်ထားတော့လက်များတစ်စက်စက်တုံးလာရင်ဟာတေးကျောက်လန့်တကြားအော်ကတကြိုးတဲ့ပြစ်ထွက်သွားတော့တဲ့တခါမှထိုနေရာတွင်တရေ6တေဟူသေးမရှိခဲ့ဘူးပဲကိုဘားတင်ပြစ်ထွက်သွားခဲ့ပြီးနောက်ထိုနေရာလေးတွင်ကျင်းခဲ့တော့အရာကလွန်ခဲ့သောနေ့ရက်ခန့်ကမှအရက်လျှော့ဖြစ်ကတေသွားသောလူဤဆိုင်ကယ်ဖြင့်ဆိုင်ကယ်လေးတစ်ခုသာဖြစ်လေတယ်ထိုဆိုင်လေးကကိုစောဆိုင်ကယ်ပြုတ်ပြရဲ့မီးရထားကြီးကတရုတ်လုံးနေခရီးနှင်နေတယ်အမေကတော့ကျွန်တော်နှစ်ဘေးတွင်အိမ်မောကြလို့ဦးလေးဆုံးပြီဟုတီလေးခိုင်ဖုံးဆက်သောကြောင့်ကျွန်တော်နဲ့အမေအမေရပူရမှာပသိမ်တို့တိုက်ရိုက်ခီးနှင်လာခဲ့ခြင်းဖြစ်လေတယ်။အမေပြောပြလို့ကျွန်တော်တီးသွားပြီးပါပြီ။ဦးလေးစော်အရက်လျှော့ဖြစ်ကတေးသွားခဲ့တဲ့ကားလေးကိန်းနာကသူ့ဆိုင်ငယ်ပြင်ဆိုင်လေးတော့အခုပိတ်ထားရတယ်ဟုဆိုတယ်။ဦးလေးမှာတာသမီ3ယောက်ရှိတယ်။သူ့သားသမီးများကိုလည်းလုံစွာမှချစ်ခင်ရတယ်။တီလေးခိုင်ပေါ်တွင်လည်းဦးစော်ကောင်းချလိတယ်။ဆိုင်ငယ်ပြင်ဆိုင်လေးအဖြစ်လောက်ရဦးစော်ရဲ့စူးစမ်းမှုကြောင့်လေသူတို့မိသားစုဝမ်းရည်တော့ပူစရာမရှိပေဦးစော်ရဲ့အကျဉ်းစိုးလေးတစ်ခုကတော့အရက်တောက်တဲ့ချင်းပင်တောက်တာမူးလျင်ပြတ်နာမရှာတတ်ပေယခုတော့အရက်ကသူ့ကိုတမလွန်ခီတော့ကားကပေးစရာမလိုပဲအရောက်ပူပေးလိုက်ကြပြီဒီညနဲ့ဆိုဦးလေးဆုံးတာ2ရက်ပင်ရှိခဲ့တော့တယ်မိခိုင်တို့ရောက်ပြီဟဲ့ဒီလေးခိုင်တို့အင်ရှိရောက်ချင်းအမေကလှမ်း၍အတန်ပြုတ်လိုက်တော့တယ်အမေအတန်ကိုကြားတင်နေတီလေးခိုင်နေသူ့သားသမီးများအိမ်ထဲကထွက်လာကကြိုးကြလေတယ်တီလေးခိုင်ငိုထားပုံရတဲ့မျက်လုံးများမှာမိုးအိလို့သားသမီးများကလည်းထိုနည်းတို့ပင်မမတို့ရောက်ပြီလားဖုန်းလေးပါလေကြိုးဆက်တာမဟုတ်ဘူးအေးဟဲဒိုးလဲပြုံးညာကြီးဆင်းလာရတော့အဲ့ဒါကြောင့်မဆက်ဖြစ်တော့တာညီတို့အိမ်ကကားကိန်းထဲမှာမွေးတာပဲကိုလာသားလေးဝင်ရင်ကောအိမ်ထဲလာခဲ့တိုင်းတီလေးခိုင်ပြပြတယ်လေလော့ကိုပြုတ်လိတော့တယ်အိမ်လေးမှာတော့မကြဲဘူးဟုပြောရမေကျွန်တော်နဲ့အမေလည်းအခန်းထဲကထိုင်ကုန်များပေါ်တွင်နေရာဟုလိုက်ကြတော့တယ်ဦးလေးစော်သည်အမေမောင်ရင်ပင်မဟုတ်ပါလားထို့ကြောင့်လေကျွန်တော်တို့သားမိတွေရောက်အောင်လာခဲ့ခြင်းဖြစ်တဲ့တီလေးခိုင်လေမိဖို့တဲ့ဝင်သွားကခဏကြာတော့ကော်ပီခွက်၄ခွက်ကပြန်ထွက်လာတော့တယ်ကျွန်တော်တို့သားမိရှိတွင်ကော်ပီခွက်များချပြီးရင်တောက်တော့မမတွေတားဝင်ရင်လည်းတောက်မလိုပါဘူးမိခိုင်ရဲ့သသိန်းတွေမှမဟုတ်တာမဟုတ်လဲတခါလေးမှလာတာအဲ့ကိုကြည့်ရမှာပေါ့မမတွေရဲ့ဒါနဲ့မမတွေတို့ဒီမှာကြာမလားအေးမောင်စောမြေချပြီးမှပြန်ပြစ်မယ်ထင်တယ်ဒါဆိုလေသားနဲ့မမတွေဒီမှာပဲတဲ့လိုက်ဘယ်သူမှရှိတာမဟုတ်ဘူးကျမလည်းဖော်ရတာပေါ့တို့နေကျွန်တော်နဲ့မေထိုးအိမ်နဲ့3ရက်အခန့်တဲရန်ဇလန်းလေးဖြစ်လာခဲ့တော့တယ်တီလေးခိုင်အိမ်တွင်လေလိုချို့ရှိနေတဲ့သတင်းမေးသူမေးနေစုံလို့ကျွန်တော်ကလေအငိမ်မနှက်သူပြီးခြံထဲဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်လုံမိတယ်ခြံထဲမှာတော့ထူးထူးခြားဘာမှမရှိပေအချိန်ကတော့ညနေစောင်းနေပြီအိမ်ရှိတွင်လည်းမိုးကမန္တလေးထိုးလာတဲ့လူငယ်ကာလာသားအချို့ကတော့မသားအိမ်ပုံစံတိုင်းဝိုင်းထောင်ကြလေတော့တယ်ဖိတ်ရိုက်နေရကလန်းလန်းတွင်ပြင်ကောင်းကြီးတစ်လုံးနှစ်ဘေးတွင်လည်းကိုစော်မင်းအသက်45နှစ်ဟို၍ပါရှိနေတဲ့အခေါင်ဘေးတွင်လည်းအမွှေးတိုင်များနဲ့ထမင်းပကံတစ်ချက်ထားသည်ကိုတွေ့ရတယ်အချိန်နာများတည်၍ရွေလားနေသလိုအမောင်တို့ကလည်းလောကကြီးကိုတဖြည်းဖြည်းကြီးဆိုးလာတော့တယ်ကျွန်တော်လည်းပြင်းပြင်းရှိတာနဲ့လမ်းကဝယ်လာခဲ့တော့တားတိစာအုပ်ကိုတသက်မဲမဲဖတ်နေလိုက်တော့တယ်အမေနဲ့တီလေးခိုင်ကတော့
မတွေ့တာကြာပြီမို့စကားလက်ဆောင်ကြနေတယ်အိမ်အောင်ဖက်တွင်လည်းဖိရိုက်နေသောလူငယ်အချို့၏အတန်များကိုလည်းကြားနေရတယ်ဒီလေးခိုင်တို့၏အိမ်လေးမှာပြင်အောင်အိမ်လေးဖြစ်သလိုမြေကြီးနဲ့တော်တော်ကွာအောင်ခြေတန်းချင်းအိမ်ပုံစံမျိုးလေးဖြစ်တယ်အိမ်မော်တို့တက်ရန်လေကားတစ်လေးငါးတစ်ခန့်ကြော်ရမည်ဖြစ်တယ်ဟာကိုပြောမင်းကဒီမှာဝိုင်းကောင်းနေတာပေါ့ဟုတ်လားအေးလေမင်းကမပါချင်ဘူးလားတိန်လို့နေတယ်တော်ပါပြီကွာငါမိမကြောက်တတ်တယ်ကွာဟာဟာမင်းကတော့လှုပ်ပြီမိုးကြော်ကသူ့ဘေးတွင်ပါလာတော့ဇနီးအားညွန်ပြရင်ကိုဖြိုးတို့ဖေးရိုက်ခေါ်နေသည်ကိုညင်းဆန်လိုက်လေတော့တဲ့မိုးကြော်၏ဇနီးတွေကတီလေးခိုင်ညီမဝင်းခွဲတကွင်းခွဲပင်ဖြစ်လေတယ်သူတို့လည်းအိမ်မော်တက်လာကတီလေးခိုင်ဟာအားပေးနှိမ့်သိပ်ကြတယ်ခဏကြာတော့သူတို့လင်များလည်းအိမ်ပေါ်မှာဆင်းသွားကြတော့တယ်မိမအကိုခဏစကားပြောမယ်ရတယ်မလားစကားပဲပြောနော်ဖေးရိုက်ဖို့တော့မစင်စားနဲ့အေးပါမိမညာခဏလေးပဲပြောမိုးကြော်လေထိုးထိုးပြောကကိုဖြိုးတို့ဖေးရိုက်နေရဝါကုတ်ပစ်လေးပေါ်သို့ထိုင်းလိုက်ရင်စကားများပြောနေတော့တဲ့မိုးကြော်ရဲ့ဇနီးညာလေးလဲသူမနဲ့မဆိုင်သည်မို့ကြောပေးကထိုင်းနေလိုက်တော့တယ်စောင်းနှင်းမို့ထင်သည်မမြလေးကြောတဲ့စိတ်နဲ့ဖြစ်လာသည်ကိုသူမခန်းစားလိုက်ရတဲ့ခဏကြာတော့သူမထိုင်နေရဝါကုတ်ပစ်ပေါ်သို့တစုံတယောက်လာထိုင်လိုက်တော့ကြောင့်ကျွေကနေမိသွားတော့တဲ့လာထိုင်သောထူလူကြီးမှာသူမအားကြောပေးကထိုင်နေတယ်သူမလည်းထိုသူကြီးအားသေးချွာကြည့်လိုက်တော့ကိုစောအမလေးသေးထိုလူကြီးရုတ်တရက်မျက်နှာလှည့်လိုက်တော့လွန်ငယ်သောနေ့ခမ်းမှတေးသွားတော့သူမရဲ့ခဲအိုကိုစောမဲ့မြင်လိုက်ရတော့တဲ့ထိုကကိုပြုံးနေစကားပြောနေတော့မိုးကြော်လေဟာမိမဘာဖြစ်တာလဲစောနာကကိုစောဒီနားမှာလာထိုင်နေတယ်ဟာပေါ့တော့ခေမိမရာသူများအိမ်မှာအာနံစရာကြီးညာလေးရဲ့မူရာကရမ်းပြောနေပုံမပေါက်ပြီသူမတကယ်မြင်၍ပြောလိုက်ချင်းကိုတော့ကိုကျော်မိုးကောင်းစွာနားလည်ပြီးတဲ့မနေ့တနေ့ကမှလင်းသေးဆုံးသားသောတီလေးခိုင်တိခင်စိတ်မကောင်းဖြစ်မိဆို၍မိုးကြော်တယောက်မမြလေးကိုခေါ်ကခြံထဲမှာကတ်တုတ်ထွက်ခတ်လိုက်တော့တယ်ဝါကုတ်ပစ်ပေါ်တွင်ကြံရစ်ခဲ့သောဖဲသမားများလည်းမျက်စိမျက်နှာပြက်နေကြလေရဲ့ပြီးနောက်တယောက်တစ်ပေါက်ဖြစ်ဟုတ်ရင်ဟုတ်မှာကွာညဘက်ဆိုလေသူဆိုင်ငယ်ပြဆိုင်နာအိတ်တဲ့ကားသမားတွေကိုခြောက်တာနေစရာကိုပျောက်ရောတဲ့ဟေးသူ့ဆိုင်နာကကုတ်ကုတ်ပေးရင်သိတယ်မလားအဲ့ပင်ဘော်ကစင်းလာတာပဲကွာဟာဟိကောင်ငါတော့ကြောက်လာပြီအေးလေဒီလူကြီးကသူ့မိမနဲ့သားသမီးတွေကိုဘယ်စိတ်ချအောင်မလဲကွာအေးပါကွာဒါလိုထားလိုက်တော့ပြေကြီးကချိုးတို့ပြောကစောစောကဝေထားသောဖဲချက်ကိုကောက်ကင်လိုက်တော့တယ်ပြီးနောက်မျက်စိမျက်နှာပြတ်သွားကပါဇက်မှာလေဟာဘူးတဲ့ကွာဟူ၍စိတ်ပြက်စွာပြောလိုက်တော့တယ်ကျွန်တော်လဲစောက်ဖက်ကောင်းနေတာနဲ့နိုင်ကိုမကြည့်မိည10နာရီပင်ခွဲကြည့်ပြီးအမေနဲ့ဒီလေးကတော့စကားကောင်းနေတော့ပင်ဒီလေးဤသားကြီးထုတ်ခေါင်နေသမီးအလက်မတို့ကတော့တရုတ်တိုင်းကဇလရန်ကိုစိတ်ဝင်စားကြည့်နေကြတယ်ကျွန်တော်လေရထားပေါ်တွင်တောက်ချောက်အိတ်လာခဲ့သည်မို့မျက်စိကမအိတ်ချင်းခဏကြာတော့ဖဲသမားများပင်ပြန်သွားကြလေတော့တဲ့အသက်80ကျော်ဦးစော်ရောက်ခမကြီးဒေါ်အုံးမြမှာတော့ဖျားစင်ရှိတွင်ပတိထိုင်စိတ်နေတယ်အမေကတီလေးနေစကားပြောနေရင်ရုတ်တည်းဟိုမှာအင်ကားပေါက်ဖက်ကိုလက်ညှိုးထိုးပြရင်ဟိုမှာဟုတတွတ်ပြောနေလေတော့တဲ့ကျွန်တော်လည်းဝိထုစာအုပ်ကိုပြစ်ချရင်ဘာမှမသိပဲတီလေးတို့နာပြေးဝင်လိုက်တော့တယ်ဘာဖြစ်တာလဲမမထွေးဟိုမောင်စောအိမ်မော်ကိုတက်လာနေတယ်အမေပါစမှာမထင်သားသောစကားကြောင့်ကျွန်တော်အပါဝင်တီလေးတို့မိသားစုကြက်သိမ်းများဖြန်းဖြန်းထားသွားကြတော့တဲ့ကချင်ဘောနဲ့အိမ်မော်တက်လာနေတယ်အမေကပြောရင်တက်သွားရတော့တဲ့ထိုးစင်တီလေးကထုတ်ကောင်တကားတော့ပေးလိုက်စမ်းမြန်တီလေးဤသားကြီးထုတ်ကောင်လဲကမန်ကရန်ပြေးသွားကဒကမာကြီးကိုကလန့်ထိုးလိုက်တော့တဲ့အမေကလန့်ကထိုးမရဘူးမရဘူးမေထိုးကောင်ကလန့်ထိုးထခတ်နေတော့လေရက်ကမကြပြီတကားမှာပိတ်မရဖြစ်နေတော့တဲ့ထိုးစင်ဥစော်ရောက်ကမကြီးဒေါ်အုံးမြကမောင်စောသွားလျော်ကိုသွားပါမင်းစနီးနဲ့သားသမီးတွေကိုချစ်ရင်အခုလိုမလုပ်ပါနဲ့မချောက်ပါနဲ့ခလေးတွေလက်နေကြပြီးစိတ်ချလက်သာတာသွားပါအမေစောင့်ရှောက်ပါမယ်လက်ဘက်ကရေးစကြအမြောက်ဝင်လေကားတို့ခေါ်ပါအဖွားကြီးကတုံရင်အရှနေတော့အတန်ကြီးဖြစ်ထိုးထိုးပြောလိုက်တော့မှာဟာရပြီမေရပြီထို့ကောင်လေတကားကလန့်မြန်ထိုးကကျွန်တော်နာပြေးလာတော့တယ်အမေခဏကြာမှသတိရလာတော့တယ်တကားချက်ကြီးမှဖွားအောင်မှပြောလိုက်မှလွယ်ကူစွာပိတ်လို့ရသွားသည်ကကြက်သိန်းထပွေရမထွေးမသတိရလာပြီလားဟိုမောင်စောရော
အမေရဲ့မူရကစိုးရင်ကြောက်လန့်နေသည်လေမမတွေဘလို့တွေ့တာလေငါမသိဘူးမောင်စောအိမ်မော်တက်လာတဲ့ကချင်ဆိုးနဲ့ပြူဦးလင်ဆွတ်တာမိုးပြအောင်နဲ့ဟင်အဲ့ဒါအကုန်မသေးခင်ကဝတ်သွားတဲ့အင်ကြီးနဲ့ပစိုးပဲဖျားကျွန်တော်တို့အားလုံးအံ့အားသစ်ကုန်ကြတော့တယ်ကာယံကရှင်အမကတော့အတော်ကြောက်လန့်နေပုံရတယ်အမေဥစောကမသေးခင်ကပုံတိုင်းပြင်မြင်လိုက်ရသည်ကဥစောကိုထင်လာပြခြင်းလောဇန်နင်းနဲ့သားသမီးများကိုလာရောက်နှုတ်ဆက်ခြင်းလေတော့ဘသူမှအတိအကျမပြောနိုင်ပြီဖုန်းညတညလုံးကျွန်တော်တို့အိမ်၌အိတ်မပြောကြတော့ပြီရောက်တဲ့ရရစကားများပြောကြရင်မိုးလင်းပေါက်ခဲ့လေတော့တဲ့ဒီနေ့ဥစောတို့ရေစက်ချအမျှဝေပြီးတော့မေတီလေးကတော့ငုံမဆုံးပြီလင်းသားကိုအားကိုးနေရတော့သူမအခုတော့မုတ်ဆိုးမဘွားနဲ့ရုံခံရတော့မေသူမမျက်ရည်စများထိုးဖြိုးဖြောက်ဖြောက်ကြားနေတယ်လို့ကြေကရားလေးထဲမှာရေစင်များကလည်းကြီးလီမှန်သေးလေးပေါ်တူတူနဲ့စီးကြတယ်ရဲ့ကွဲလွန်သူမောင်စော်နဲ့တကွာ30ပုံတွင်ကျင်လည်နေကြကုန်တော့တတဝါအားလုံးတို့အားအမြပြေးဝေပါကုန်၏အားလုံးအမြရရ၍တာတို့မောဒနာခေါ်ဆိုနိုင်ကြပါစေအားလုံးကြသမျှအမြယူတော်မူကြပါကုန်တော့တာတို့ရေသက်ချအမြဝေတန်လေးခါကြားရသူပေါင်းစိတ်ချမ်းမြေပွေရာကောင်းရာပုံပွားနေဥစောကျွန်တော်တို့အားကြည့်နေနိုင်ပေလိမ့်မယ်ဟုသာနောက်ဆုံးရိုးရှင်းစွာကျွန်တော်တွေးလိုက်မိပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာယနေ့တင်ဆက်ပေးသွားတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာလျက်ပန်းရေးသားထားတဲ့ကောင်းရာသူရိလားပါစေနေဖြစ်ရစံရဝတ္ထုတို့များတွင်မှာဇာတ်လမ်းကောင်းတဲ့ပုဂ္ဂိုလ်ပြောပြတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးကိုစောင့်နားထောင်ပေးကြတဲ့အတွက်တဦးတယောက်ချင်းစီကိုကျေးဇူးထူးထူးရှိပါတယ်ခင်ဗျာနောက်ရက်များမှာလည်းဘလို့ဇာတ်လမ်းကောင်းတွေကိုတင်ဆက်ပေးသွားမယ်ဆိုတာကို channel လေးကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ